နိုင်ငံတကာချက်ချင်းနေဖွဲ့ကိုတောင်းဆဆုချင်းနေပေးတွေ့လို့ဆိုတဲ့ dream line ပေါ်မှာလေတွေးကြတယ်မလားနော်ဝမ်းသာစရာတော့ကောင်းပါလေကိုလည်းပျော်မိတာပေါ့လေနော်ဒါမဲ့စစ်ဘူးချုပ်တွေကလေသူတို့လုံးဝမကင်နဲ့မရှိနေဖြစ်သွားပြီးနိုင်ငံတကာဖြစ်အားတွေလာပြီးမှသိမလားချွတ်ချုံကြတဲ့ဘုတ်ကလမဖြစ်သွားပြီဆိုလို့ရှိရင်လေဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့နောက်ဆုံးဖေးတဲ့ချက်ကိုတို့ထုတ်သုံးကစားတတ်တဲ့အကျင့်ရှိတယ်ဆိုတာလေဒါတို့ရဲ့ရိုးရာပဲလေနော်နေဝင်းတောင်စားလက်ထက်ကလေးလှုပ်လာခဲ့တဲ့တို့ရဲ့ theory နော်စစ်တပ်ထဲမှာတိစမ်းဆိုတာမရှိပါဘူးလို့ငါပြောပြဖို့ပါတယ်တို့ရုပ်မာတဲ့နီးလိုက်အတိုင်းပဲစက်ရုပ်မာတာပဲနားလည်မလားအဲ့လိုပါနော်အခုတော့ဆက်ဆက်ချင်လွတ်လာပြီဟေးအကုန်လုံးပြီးသွားပြီမထင်ကြပါနဲ့ဒါဒီတော်လိုင်းကတော့ဆက်ဆက်ချင်လွတ်ပေးဖို့တခုပဲမဟုတ်နော်တော်ဆက်ဆက်လွတ်လာပြီအရာအလုံးပြီးသွားပြီဒီစစ်ဘူချုပ်ကိုအရင်မယူနိုင်သေးပြီတော့နော်တရက်တစ်ချိန်မှာတန်တရာတစ်ပတ်ပြန်လဲမှာပဲလေနားနမှာစစ်ဘူချုပ်တွေကမတိဘူးထင်နေရင်တို့နော်နေသူလောက်တော့မှာနော်စပြောက်လောက်ပဲရှိသေးတယ်စစ်ဘူချုပ်တွေကလေနော်လေညာကောက်ကျစ်စင်းနဲ့ရုပ်မိုင်းနေဖျားသဆိုတော့တီလို့ရဲ့ဒရောင်းစားမျိုးရိုးတွေနော်အကျိုးလိုလိုညောင်ရီတွန်းတာကိုပေးတွေ့တယ်ဆိုတာဒီတိမလားအာဆီယံလောက်တော့အီးတော်လက်မပေါက်ဟိုမှာနိုင်ငံကဖိအားတွေလုံးဝမခံနိုင်မရှူနိုင်တရုတ်ကလည်းတို့ဖိအားပေးတာနေမှာပေါ့နောက်ကွယ်နေတိမလားရုရှားလည်းဖိအားပေးမှာပေါ့လေအဲကြောင့်မလို့နော်တော်လက်ကီပိုးလေဒရောင်းစားနေဟိုမှာနော်တိတယ်မလားသူ့အဲ့လိုဖိအားပေးထားတော့မှသူလေးပေးတွေ့နေမှာပေါ့လေနော်အကျိုးလိုလိုညောင်ရင်တွန်းတာအကောင်းအဟုတ်မှတ်မနေကြနဲ့အောင်အဲ့လိုပြောချင်တာနော်တောင်ဆက်ဆွရှင်ထွက်လာပြီဆိုရင်တော့မှပေါ့လေနော်ပီတူနဲ့စက်တက်နဲ့ရင်ကြားစိတ်အောင်လာလို့ရင်တော့ဒိုးလိုက်တော့အမေဆိုနေဒိုးလိုက်တော့ငါတော့စန့်ကျင်မှာပဲမရဘူးတောင်ဆက်ဆွရှင်အဲ့လိုမလုပ်ဆိုငါယုံပြီးသားနော်ပီတူနဲ့စန့်ကျင်မှာဘေတော့မှအမေဆိုကရက်တီမဲ့သူလူတန်းစားမဟုတ်ပါဘူးနော်ပီတူနဲ့တတွေးတသားတဲ့ရက်တီမဲ့သူပါသူတို့အကြောင်းကောက်တင်းနေလောက်ပါပြီပေါ့တိမလားအေးနော်မြစ်တာကိုဗီဇကိုမြစ်တာနဲ့ပြုတ်ပြလို့မရောက်ဆိုတာအမေဆိုလေတိသွားနေလောက်ပါပြီနော်အခုလွတ်လာရင်တော့မှပေါ့လေနော်တို့ပြန်ချမှာနော်မရဘူးမရအောင်ဆိုလေတောင်ဖြတ်မခံတာအားလိုမျိုးတရားစားမျိုးရိုးတွေကလေနော်အားမျိုးတော့ဆောက်စချီလွတ်ပေးဖို့တခုပဲဒီတော်လိုင်းကလွတ်နေတာမဟုတ်လေနားလည်မလားသူလွတ်သွားပြီနော်အရာအလုံးโอเคသွားတာမဟုတ်လေအမတေကြတဲ့သူတွေရဲ့အသက်ကိုဘာနဲ့ကိုစားမှလဲရှင်းတယ်မလားအဲ့လိုပြောချင်အကြပီတူတွေမအားကြပါနဲ့စစ်ဘုချုပ်တွေရဲ့ဂျင်းကျွေးတာကိုလေတိမလားအမအငတ်မိပြီးတို့စားနေမိမှာဆိုလို့ငါပြောပြတာနော်ငါတွေ့စစ်ဘုချုပ်တွေအကြောင်းပြောတယ်ဆိုတာတည်တမောအဲ့ဒါလောက်ပဲရှိသေးတယ်နော်တူတေပဲငါတော့မတေနိုင်ဘူးအဲ့လိုမျိုးတူမတန်ငါအကောင်းဖြစ်မှကိုချိန်တတ်မှာငါလေနော်